2005 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Zidane ဖြစ်ပါတယ်။2006 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Van Nistelrooy ဖြစ်ပါတယ်။2009 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Ronaldo Nazario ဖြစ်ပါတယ်။2008 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Casillas ဖြစ်ပါတယ်။2009 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Yao ဖြစ်ပါတယ်။2010 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Cristiano Ronaldo ဖြစ်ပါတယ်။2011 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Cristiano Ronaldo ပဲဖြစ်ပါတယ်။2012 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Cristiano Ronaldo ပဲဖြစ်ပါတယ်။2013 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားကလည်း Cristiano Ronaldo ပါပဲ။2014 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားကလည်း Cristiano Ronaldo ပဲဖြစ်ပါတယ်။2015 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားကတော့ Sergio Ramos ဖြစ်ပါတယ်။2016 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Cristiano Ronaldo ဖြစ်ပါတယ်။2019 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားကလည်း Cristiano Ronaldo ပါပဲ။2018 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Luka Modric ဖြစ်ပါတယ်။2019 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Karim Benzema ဖြစ်ပါတယ်။2020 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Karim Benzema ဖြစ်ပါတယ်။2021 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Courtois ဖြစ်ပါတယ်။2022 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Karim Benzema ဖြစ်ပါတယ်။2023 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Bellingham ဖြစ်ပါတယ်။2024 ခုနှစ်ရဲ့အကောင်းဆုံး Real Madrid ကစားသမားက Vinicius Junior ဖြစ်ပါတယ်။2025 ခုနှစ်မှာတော့ဘယ်သူက Real Madrid ရဲ့အကောင်းဆုံးကစားသမားဖြစ်လာမလဲလို့ထင်မိကြပါသလဲ။ Mix ဆွဲလို့ရဲ့အဖြေကို comment မှာရေးပေးခဲ့ပါဦး။